ဒုက္ခချုပ်ငြိမ်းရန်နိလန်းရှာခြင်းကြောင့်တရားဒေသနာတော်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကဆင်းရဲဒုက္ခအဆုံးသတ်ဖို့ဆိုတဲ့ဥတည်ချက်ဟာဒါအဓိကထားတာပဲဖြစ်တယ်ဒုက္ခဆိုတာရှားထားတဲ့ဘဝကိုရည်ညွှန်းပြီးတော့ပြောတာရှားထားတဲ့ခန္ဓာကိုဒုက္ခလို့ခေါ်တာအဲ့ဒုက္ခကိုလူတွေကအများစုကဒုက္ခလို့သဘောမပေါက်တာပေါ့နော်တပည့်စကြာဟောတော့ငါတယ်ပဲမြတ်စွာဘုရားကသစ္စာ၄ပါးကိုရှင်းပြတဲ့အခါမှာဒုက္ခသစ္စာလို့ဆိုတော့ရှင်းပြတော့ဒုက္ခ၈မျိုးဒုက္ခအမျိုးမျိုးရှင်းပြတဲ့တဲ့ပဲသာတိပိဒုက္ခစရာပိဒုက္ခပရဏပိဒုက္ခအပိယဟိတပြောကောဒုက္ခပိယဝေပြောကောဒုက္ခယမိစ္ဆာနာလဝတိတပိဒုက္ခအဲ့ဒုက္ခတွေကိုရှင်းပြပြီးတော့တန်ခိတ်တေနပိစုပါရနက္ခန္တာပိဒုက္ခဆိုအဲ့ဒီမှာရှေ့ပိုင်းကဒုက္ခတွေကတော့လူတွေဟာတွေ့ကြုံခံစားရတဲ့အခါမှာဒုက္ခမှန်တတိပြုမိကြတယ်ပေါ့ဒုက္ခမှန်တတိမပြုမိတာဘာလို့ဆိုရင်ဥပါဒณะခန္ဓာ၅ပါးရှားထားတာဥပါဒณะခန္ဓာဆိုတာတဏှာဒိဋ္ဌိရဲ့အာယုံဖြစ်တဲ့ခန္ဓာလို့ဆိုလိုတယ်တဏှာဒိဋ္ဌိဖြစ်ဆွဲလန်းအပ်တဲ့ခန္ဓာအဲ့တော့လောကိခန္ဓာဆိုတာကတော့ရှုခန္ဓာပတ္တပြတော့လောကိပဲဝေဒနာကြတော့လောကုတ္တရာစိတ်မှာရှိတဲ့ဝေဒနာရှိတယ်လောကိစိတ်မှာရှိတဲ့ဝေဒနာရှိတယ်ဥပါဒณะခန္ဓာလို့ပြောလို့ရှိရင်လောကိစိတ်မှာရှိတဲ့ဝေဒနာကိုသာယူရတယ်နောက်တင်ညာဆိုတဲ့အခါမှာလည်းပဲလောကိစိတ်မှာရှိတဲ့တင်ညာနဲ့လောကုတ္တရာစိတ်မှာရှိတဲ့တင်ညာလောကိစိတ်မှာရှိတဲ့တင်ညာခန္ဓာကိုပဲယူရတယ်သင်္ခါရဆိုတဲ့နေရာမှာလည်းပဲလောကိစိတ်မှာရှင်တဲ့စေတသိက်တွေရှိတယ်လောကုတ္တရာစိတ်မှာရှင်တဲ့ဒီနေရာမှာလောကိမှာရှင်တဲ့စေတသိက်တွေကိုသာယူရတယ်ဝိညာဉ်နဲ့ခန္ဓာဆိုတဲ့နေရာမှာလောကိစိတ်81လောကုတ္တရာစိတ်8ခုလို့ရှိတဲ့ထဲမှာလောကိစိတ်81ကိုသာလေယူတာဆိုလိုတာကပုရုဇဉ်အနေနဲ့လောကုတ္တရာခန္ဓာတွေလောကုတ္တရာခန္ဓာဆိုတာဝေဒနာတင်ညာသင်္ခါရဝိညာဉ်လောကုတ္တရာပိုင်းဆိုင်ရာခန္ဓာအဲ့ဒီနာမ်ခန္ဓာ၄ပါးကလောကီနဲ့လည်းဆိုင်တယ်လောကုတ္တရာနဲ့ဆိုင်တယ်လောကုတ္တရာပိုင်းကြတော့လက်လန်းမမီဘူးကိုယ်တဏ္ဍာမဖြစ်တော့လက်လန်းမမီဘူးမမီတော့အဲ့ဒါတဏှာနဲ့ဒိဋ္ဌိနဲ့ဆွဲလန်းစရာအကြောင်းမရှိဘူးတဏှာဒိဋ္ဌိရဲ့အာယုံမဖြစ်နိုင်ဘူးဘာလို့လဲဆိုသိမှမသိတာကိုသိတဲ့အရာမဟုတ်ဘူးမသိတဲ့အရာမှာတဏှာနဲ့ဒိဋ္ဌိနဲ့တဏှာနဲ့လိုချင်တတ်မဲ့မှုဒိဋ္ဌိနဲ့မာရွေးနဲ့အမြင်နဲ့ဆွဲလန်းမှုဆိုမဖြစ်နိုင်ဘူးအဲဒါကြောင့်မို့တန်ခိတ်တေနပိစုပါရနက္ခန္ဓာဥပါဒณะခန္ဓာလို့ပြောလိုက်တယ်ပိစဥပါဒณะခန္ဓာအဲ့ဒီဥပါဒณะခန္ဓာသည်တဏှာဒိဋ္ဌိဆိုတဲ့တဏှာဆိုတာကလိုချင်တာတတ်မဲ့တာနှစ်သက်တာဒိဋ္ဌိဆိုတာငါလို့အထင်မှားတာတတ္တဝလို့အထင်မှားတာအဟမမပေါ့နော်ငါလို့ဆွဲလန်းတာကငါလို့ထင်မှတ်တာကတဏှာငါဟာလို့ဆွဲလန်းတာကတဏှာအဲ့တော့ဒိဋ္ဌိငါလို့ဆွဲမှတ်တာကဒိဋ္ဌိငါဟာလို့ဆွဲလန်းတာကတဏှာအဲ့ဒီတဏှာနဲ့ဒိဋ္ဌိရဲ့
ဆွဲလန်းရာအာယုံပြုရဖြစ်တဲ့ခန္ဓာ၅ပါးကိုဥပါဒณะခန္ဓာလို့ခေါ်တယ်နော်အာယုံဖြစ်လို့ဥပါဒณะခန္ဓာဆိုလို့ရှိရင်အဲ့ဒီလောကီခန္ဓာဟာမြတ်စွာဘုရားတဏ္ဍာမှာလည်းရှိတယ်ယဟနာတွေတဏ္ဍာမှာလည်းရှိတယ်သမ္မာပုထုဇဉ်ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာလည်းရှိတယ်မြတ်စွာဘုရားရဲ့ယုတ်ခန္ဓာရူပခန္ဓာဆိုတော့စိတ်ကတော့ကုန်မသိနဲ့မြတ်စွာဘုရားရဲ့ရူပခန္ဓာဒါတဏှာဒိဋ္ဌိရဲ့ဆွဲလန်းရဖြစ်တယ်ဒိဋ္ဌိအမြင်နဲ့လေအာယွန်းဆိုမြင်တယ်မြတ်စွာဘုရားရဲ့ခန္ဓာအပေါ်မှာပုရိသေပုဂ္ဂိုလ်တရားအနေနဲ့ဆွဲလန်းတယ်။ဒိဋ္ဌိအနေနဲ့လည်းဆွဲလန်းတယ်တဏှာအနေနဲ့လည်းဆွဲလန်းတယ်။ဒါကြောင့်မို့မြတ်စွာဘုရားခန္ဓာပဲဖြစ်စေတဏှာဒိဋ္ဌိနဲ့ဆွဲလန်းရာအာယုံဖြစ်တဲ့ခန္ဓာမှန်သမျှဥပါဒณะခန္ဓာလို့ခေါ်တာဥပါဒณะခန္ဓာသို့တော့မြတ်စွာဘုရားရဲ့ခန္ဓာမှာတဏှာနဲ့ဒိဋ္ဌိတော့မရှိဘူးပုရုဇဉ်တွေရဲ့ခန္ဓာကြတော့တဏှာဒိဋ္ဌိလည်းရှိတယ်တဏှာဒိဋ္ဌိရဲ့အမြင့်မှားရာဆွဲလန်းရာလည်းဖြစ်တယ်နှမျိုးမြတ်စွာဘုရားခန္ဓာကတော့တဏှာဒိဋ္ဌိတော့မရှိဘူးသို့တော့တခြားပုဂ္ဂိုလ်တွေရဲ့တဏှာဒိဋ္ဌိနဲ့ဆွဲလန်းစရာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကိုကြည့်ပြီးတော့ရှင်ဝကလိလိုပုဂ္ဂိုလ်မျိုးဟာမြတ်စွာဘုရားရုပ်ဆင်းကိုဆွဲလန်းပြီးတော့နေတာနောက်ဘိက္ခုနီမလေးတူစရဏဇတ်ကိုဟောတဲ့အခါမှာလည်းဘိက္ခုနီမလေးတူကမြတ်စွာဘုရားရုပ်ဆင်းပေါ်မှာဆွဲလန်းတယ်အများသောအားဖြင့်တဏှာဒိဋ္ဌိမခင်သေးတဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်စွာဘုရားရဲ့ရုပ်ဆင်းပေါ်မှာဆွဲလန်းကြတယ်သောရိယတထေသာကယဟနာဖြစ်တဲ့ရှင်ကစီရဲ့ခန္ဓာကိုဆွဲလန်းတယ်အဲ့တော့တဏှာနဲ့ဒိဋ္ဌိကသောရိယတထေသာရဲ့တဏ္ဍာမှာဖြစ်တာအဲ့ဒီတဏှာဒိဋ္ဌိရဲ့အာယုံကယဟနာဖြစ်တဲ့ရှင်ကစီရဲ့အရှင်ယုတ်ရူပါနော်ယုတ်ခန္ဓာပဲဖြစ်တယ်အဲ့တော့ယဟနာရဲ့ယုတ်ခန္ဓာကလည်းပဲတခြားပုဂ္ဂိုလ်ရဲ့တဏှာဒိဋ္ဌိတို့ရဲ့ဆွဲလန်းရဖြစ်တယ်ဒါကြောင့်မို့လို့ဥပါဒณะခန္ဓာလို့ဆိုလို့ရတယ်ပေါ့ဥပါဒရဲ့အာယုံဖြစ်တယ်သို့တော့ဥပါဒရဲ့တရားတော့မဖြစ်တော့ဘူးသူတို့ကသမ္မာပုထုဇဉ်တွေကြတော့ကိုယ့်ကိုယ်လည်းပြန်ဆွဲလန်းတယ်ကိုယ့်ရုပ်ကိုယ်လည်းကိုယ်ပြန်ဆွဲလန်းတယ်ကိုယ့်ရုပ်ကိုယ်လည်းပြုတ်တယ်အဲ့တော့ကိုယ့်ကိုယ်လည်းဆွဲတယ်သူများကိုလည်းဆွဲတယ်ယဟနာပုဂ္ဂိုလ်တွေကြတော့ကိုဟာကိုလည်းမဆွဲဘူးသူများပေါ်လည်းမဆွဲတော့ဘူးသို့တော့သူများကကိုပေါ်မှာဆွဲတယ်ဆွဲလန်းတယ်အဲ့ဒါကြောင့်ဘုလို့ဥပါဒณะခန္ဓာလို့ပြောလိုက်တာနော်အဲ့တော့ဒီနေ့မြတ်စွာဘုရားကဟောတဲ့သုတ်တံလေးတစ်ခုဒုက္ခချုပ်ငြိမ်းရနိလန့်ရှာခြင်းမြတ်စွာဘုရားရဲ့တရားတော်တွေဟာအခုပြောတဲ့ဒုက္ခချုပ်ငြိမ်းရဆိုဘယ်ဒုက္ခလဲအဓိကဒုက္ခဘယ်ဒုက္ခလဲလို့ဆိုတန်ခိတ်တေနပစ္စုပါရနခန္ဓာဒုက္ခဥပါဒณะခန္ဓာဆိုတဲ့ဒုက္ခခန္ဓာဆိုတဲ့ဒုက္ခနော်အဲ့ဒီဒုက္ခချုပ်ငြိမ်းဖို့ဆိုတာပုရုဇဉ်တွေကခန္ဓာ၅ပါးနဲ့ယက်တည်နေကြတာလေသရဝါဆိုတာခန္ဓာ၅ပါးရထားတာအဲ့ရထားတဲ့ခန္ဓာ၅ပါးပြောလို့တာကခန္ဓာ၅ပါးဆိုတဲ့ဒုက္ခချုပ်ငြိမ်းရနိလန့်ရှာရမယ်ဘာလို့နိလန့်ရှာလဲဆိုဒီခန္ဓာရှိနေရင်ဆဲဒုက္ခပြောဆုံးတဲ့ကြောင်းမှာပဲဖြစ်တယ်ခန္ဓာရှိနေသမျှတဏှာဖြစ်တဏှာထဲမှာဖြစ်ပြီးတော့ဆဲဒုက္ခတွေနဲ့ချုပ်ကြတယ်မြတ်စွာဘုရားတောင်မှခန္ဓာရှိလို့ကြုံရတာမြတ်စွာဘုရားကြုံတဲ့ဒုက္ခသိတဲ့ဒုက္ခမဟုတ်ဘူးလမ်းကြထဲမှာရှောင်တိတ်လို့မရအောင်ဆင်းနဲ့တိုက်တက်ခံရတယ်လေသမားတွေဆေလွတ်ပြီးပြစ်ထခံရတယ်ကြောင်မောင်းဆင်ပြီးတော့ခြာတာခံရတယ်အမျိုးစုံပဲ
ယန္တာတွေလည်းအဲ့လိုဒုက္ခခံရတယ်မာရတစ္ဆနိယသုတ်ပါဆိုရင်ကကုသဏမြတ်စွာဘုရားရဲ့လက်ရတော်ရဝိတုရဆိုတဲ့ယဟန်တော်ဟောမြတ်စွာဘုရားနဲ့ဆုံးကလိုက်ရင်မနက်ကကလေးတွေပူပြီးတော့ခဲနဲ့ပေါက်လို့ခေါင်းကွဲသွားတာတောင်ခံရတယ်ဒါယဟန္တာပုဂ္ဂိုလ်ကြီးပဲနော်အဲ့တော့လောကထဲမှာဒုက္ခဆိုတာအမျိုးဆုံးခံရတယ်အဲ့ဒါဘာလို့ခံရလဲခန္ဓာရှိနေလို့ခန္ဓာရှိနေသေးသမျှဒုက္ခတော့ခန္ဓာရှိတဲ့တည်းမှာဒုက္ခကိုရှောင်တိတ်လို့မရနိုင်ဘူးအဲ့ဒါကြောင့်ခန္ဓာမရှိအောင်လှုပ်ခြင်းဟာခန္ဓာမရှိအောင်လှုပ်ခြင်းဟာဒုက္ခကိုဆုံးသတ်ခြင်းပဲဖြစ်တယ်ခန္ဓာမရှိမှဒုက္ခဆိုတာငြိမ်းမှဖြစ်တယ်ခန္ဓာရှိနေရင်နည်းနည်းလေးရှိနည်းနည်းဒုက္ခပဲဆိုပါစို့တရားဓမ္မကျင့်တဲ့အခါမှာရုပ်ခန္ဓာတွေမရှိတော့ဘူးနာမ်ခန္ဓာ၄ပါးတွေရှိတယ်ဆိုတဲ့အရူပဖြစ်မှာတွေနာမ်ခန္ဓာရှိနေသေးတော့ကြောင့်သူတို့လည်းဒုက္ခမလွတ်ဘူးတခါအသိဉာဏ်ပြပါကြီးဟာခန္ဓာတစ်ခုသာရှိတယ်ရုပ်ခန္ဓာတစ်မျိုးတည်းသာရှိတယ်အဲ့ဒါရှိသည့်အတွက်ကြောင့်သူလည်းဒုက္ခဆင်းရဲဒုက္ခဆိုမလွတ်ဘူးလုံးဝမရှိမှဒုက္ခဆိုအလုံးမှဖြစ်တယ်ခန္ဓာလုံးဝမရှိမှဖြစ်ဒုက္ခဆိုလွတ်တယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားနိလန့်ပေးတာလေးကိုနားထောင်ကြည့်အောင်ဒီသုတ်ကပရိဝိမန္တနာသုတ်လို့ခေါ်တယ်သုတ်တဆိုတာ discourse ပေါ့မြတ်စွာဘုရားဟောတဲ့ဒေသနာပါပဲနိလန့်ပေးတဲ့ဒေသနာလမ်းညွှန်ပြတဲ့ instruction ပေါ့နော်ဒုက္ခချုပ်ငြိမ်းရန်နိလန့်ရှာတယ်ဆိုဘယ်လိုရှာမလဲဆိုပြောတော့အဲ့ဒီသုတ်တန်လေးကိုဘာသာပြန်ပြီးတော့ရှင်းလင်းဟောကြမယ်နော်ထုံးစံနဲ့ရှင်အနန္ဒာကအေဝမေတုတန်နဲ့ပြန်ပြီးတော့ပြောထားတဲ့သုတ်တန်ဖြစ်တယ်မြတ်စွာဘုရားတာဝတိမြို့စီတော်ကြောင့်နာရဝိန္ဒတိရဲ့အယံမှာတရင်သုတ်နေတယ်အဲ့ဒီချိန်မှာတရားပွဲတစ်ခုမှာယဟန်တွေကိုဟောခဲ့တဲ့သုတ်တန်ပဲဒါမြတ်စွာဘုရားကစတင်ပြီးတော့မေးလိုက်တယ်ရရှိတရားဟောတယ်ဆိုတာတရားကြီးပဲဟောတာမဟုတ်ဘူးနော်ပိဋကကိုမိကုံးလေးထုတ်ပြီးတော့ဖြည့်ရှင်းပေးတာမြတ်စွာဘုရားအဲ့တော့ယဟန်တွေကိုစပြီးတော့တရားဟောတော့ခိတ္တဝတ္တနုခောဘိက္ခဝေဘိက္ခုပရိဝိမန္တမာနောပရိဝိမန္တေယသဗ္ဗသောသမ္မာဒုက္ခခိအတ္တလုံးဝဒုက္ခချုပ်ငြိမ်းရန်အတွက်ဘယ်တိုင်းတာနဲ့နိလန့်ရှာတဲ့လေအတိုင်းတာဘယ်လောက်ထိဘယ်လိုနီးနဲ့နိလန့်ရှာရမလဲနိလန့်တော့ရှာရမှာမရှာလို့ရှိရင်ဒီနိလန့်နဲ့မတွေ့နိုင်ဒုက္ခချုပ်ငြိမ်းရာသဘောဒုက္ခချုပ်ငြိမ်းရာမှန်ကန်သောနည်းဖြင့်ဒုက္ခမှန်သမျှလုံးဝချုပ်ငြိမ်းရာနိလန့်ကိုဘယ်လိုရှာမလဲဝိပရိဝိမန္တနာဆိုတာစူးစမ်းလေ့လာတာနော်ဆင်ញင်သုံးသပ်တာစူးစမ်းလေ့လာတာကြောင်းရှာတာသူတည်တနာလောက်တာလို့ဆိုလို့တယ်ပေါ့ပရိဝိမန္တဝိမန္တဆိုတာမိမန္တပဲမိမန္တဆိုတာစူးစမ်းတာလေ့လာတာအကြောင်းရှာတာအသိပညာနဲ့စူးစမ်းရှာဝေတာလောကီကိစ္စတွေမှာလည်းပဲနိလန့်ကိုရှာနေကြတာပဲလေရုပ်ဝတ္ထုတွေဘက်မှာနိလန့်ရှာကြတော့အမျိုးစုံတွေ့တာပဲသိပ္ပံလို့ခေါ်တဲ့ရုပ်ပိုင်းဆိုင်ရာတွေကလည်းဒါနိလန့်ရှာထားတာလို့ခေါ်တယ်သူတို့နိလန့်ရှာတာပဲအဲ့တော့လေနိလန့်ရှာတဲ့ပညာရအဲ့ဒီရုပ်ပိုင်းဆိုင်ရာတွေမှာနိလန့်ရှာတယ်လို့ပဲဆင်းရဲဒုက္ခချုပ်ငြိမ်းဖို့ဆိုတာလေနိလန့်ရှာရမယ်တဲ့ဘယ်တိုင်းတာနဲ့ရှာကြမလဲဘယ်လိုရှာမလဲလို့မြတ်စွာဘုရားယဟန်ကိုမေးလိုက်တဲ့အခါကျတော့
ရန်နေရလျှောက်တယ်